အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထိုင်း local တွေကြားမှာနာမည်ကြီးနေတဲ့သုံးဘတ်တန်ဝက်စာတီဆိုင်လေးကိုတွားဆထားပါတယ်ဆိုင်လေးကတော့တွန်းလဲနဲ့လမ်းမေးဆိုင်လေးပါဒီဆိုင်မှာကဝက်စာတီတစ်မျိုးလေးရောင်းတယ်ဒီဆိုင်ကတက်တန်းလဲကြာပြီဆိုတော့ local တွေကြားမှာနာမည်ကြီးရယ်ဆိုင်ကလာစားရလူများတယ်ဆိုတော့ဝယ်မယ်ဆိုလို့ရှိရင်တုံငင်ယူရတယ်ကိုရညနေ9နာရီလောက်သွားတာတုံငင်25ရတယ်အဲ့ဒါတော့ကိုလည်းရောက်ဖို့ကိုနိုင်ဝက်ကြော်လောက်စောင့်လိုက်ရတယ်ဝက်စာတီကတော့တစ်ချောင်း3ဘတ်ပဲ100ဘိုးဆိုရင်35ချောင်းရတယ်ကိုရီကတော့အဲ့နေ့ကဗိုက်ဆာနေရနဲ့150ဘူးဝယ်လိုက်တယ်ဆိုင်ကလမ်းမေးဆိုင်လေးဆိုတော့ပါဆယ်ပဲယူလို့ရတယ်ဒါပေမဲ့ကိုရီကပူပူလေးစားကျင်နေရနဲ့ဆိုင်ကအခင်းပေါ်ပဲထိုင်ပြီးစားလိုက်တယ်နောက်ပြီးတော့ဒီဆိုင်ရဲ့မြေပဲ sauce ကလည်းအရသာကောင်းတယ်ဆိုပြီးနာမည်ကြီးရဲ့အရသာနှက်ထားတဲ့ဝက်စာတီးကလည်းအီအီလေးနဲ့စားလို့ကောင်းတယ်ဝက်စာတီးကိုသူ့မြေပဲ sauce ရဲ့ကြက်သွန်နီတခွားသီးချင်းနဲ့တွဲစားရတာတော်တော်လေးလိုက်ဖက်တယ်ကိုရီဆိုရင်အချောင်း90ဝယ်တာခဏလေးနဲ့ကုန်သွားတယ်ဆိုင်ကတော့စနေတနင်္ဂနွေ2ရက်ထဲကိုညနေ4နာရီကနေည8နာရီထိဖွင့်နေဒါပေမဲ့အကုန်မြင်တဲ့အတွက်စောစောသွားတာတော့အကောင်းဆုံးပဲနောက်တစ်ခုကဒီဆိုင်က cash only ပဲလက်ခံတာဆိုတော့သွားမယ်ဆိုလို့ရှိရင်ငွေသားဆောင်သွားပါအဲ့ဒီတော့ Thai local တွေရဲ့လက်ရာဝက်စာတီကောင်းကောင်းကို3ဘတ်ထဲနဲ့စားကျင်နေဆိုရင်တော့ဒီဆိုင်လေးကိုသွားစားကြည့်လိုက်ပါ bye bye